ဘယ်မင်္ဂလာပါဒီနေ့ကတော့ပိတ်ရက်ဆိုတော့သမီးစားနေတယ်နော်သမီးအဲ့ဒါကလေးလိုဘလော့ရိုက်တယ်လို့မျိုးရိုက်တာမဟုတ်ဘူးဒါပေမဲ့ပိတ်ရက်ကလေးကိုအမတ်တရပါနော်ဟိုကအရန်ဝါတဲ့လူဖြစ်တော့လေပိတ်ရက်ကိုသမင်းကိုအခုကဘယ်လိုဖြစ်နေလဲဆိုတော့အရန်ဝါတော့ကိုယ့်ကိုထိန်းနေရတယ်သမီးစားတာထိန်းနေရတယ်အခုဆိုလို့ရှိရင်2 လကျော်ပြီပေါ့တနေ့လုံးမှာသမင်းတစ်နက်ပဲစားတယ်သမင်းတစ်နက်ပဲစားတယ်ဆိုတာသမင်းကိုပဲတစ်နက်ပဲစားတာဟင်းနေတော့စားတယ်ဟင်းနေတော့စားတယ်ဟင်းနေတဲ့စားရဆိုတော့အခုမနက်မိုးနဲ့အိပ်ရထားတယ်အိပ်ရထားလို့ရှိရင်အိပ်ရထားတာချင်းညာတွေကစိန်ထားတယ် flexi ရယ် chia စီရယ်ကိုတစ်ခွက်တောက်လိုက်ပြီးဒီတိုင်းအိမ်လုပ်ကိစ္စလေးတွေလုပ်တယ်ပြီးတော့အိမ်လုပ်ကိစ္စလေးတွေလုပ်ပြီးတော့တခါအလုပ်က12 နာရီသွားရတယ်ဆိုတော့7လောက်မှာ coffee jam နဲ့ကိုတမယာတီးလေးထည့်ပြီးတော့ကြက်ဥပြုတ်နှလုံးနဲ့စားလိုက်တယ်စားလိုက်ပြီးအလုပ်ကိုသွားတယ်အလုပ်ကိုသွားလို့ရှိရင်အလုပ်ကသမီးကျွေးတယ်သမီးရိုက်ထည့်သွားကြမလို့ဘူးပေါ့နော်သမီးကျွေးတော့အလုပ်က4 နိုင်ခုမှကျွေးတယ်အဲ့တော့အဲ့မနက်ထဲကနေပြီးတော့4 နိုင်ခုထိနေလိုက်တယ်နေလိုက်ပြီးတော့အဲ့4 နိုင်ထိုးကြမှာသမင်းကိုဒီလိုမျိုးပုံစံမျိုးပေါ့အသီးရွက်များနဲ့စားလိုက်တယ်စားလိုက်ပြီးဆိုင်ရနေပြီးတော့တခါညဘက်အလုပ်သိမ်းတော့9 နိုင်သိမ်းတယ်9 နိုင်သိမ်းပြီးလို့ရှိရင်အဲ့ဒီ9 နိုင်ကျရင်ဆိုင်ရထည့်ပေးလိုက်တဲ့ဟာပေါ့ခါကျရင်လည်းညင်းညောင်းပေါ့ကွန်ပူချောင်းလိုမျိုးဟာမျိုးအရေးပါတဲ့ဟာမျိုးဆိုရင်လည်းစားလိုက်တယ်ထမင်းတွေဘာတွေဆိုရင်မစားဘူးဘာဖြစ်လို့လဲဆိုတော့ထမင်းတွေဆိုအမျိုးသားကိုကျွေးလိုက်တယ်ကျွေးလိုက်ပြီးတော့ကိုကအိမ်မှာဗာချက်ထားတာရှိတယ်9 ကြော်ရှိတာအသေးရရှင်နောက်ပိတ်ဆုံးဘာမှမရှိရင်တော့မှဂျင်းလေးပပလိပြီးစိန်ထားတယ်အဲ့ဒါကိုခရမ်းကြီးလေးနဲ့ကြက်သွန်နဲ့တုပ်လိုက်တယ်ကြက်ဥလေးတစ်လုံးလောက်ကြော်လိုက်တယ်အာသာပြေအောင်စားလိုက်တယ်စားပြီးတော့နောက်ထပ် flash တစ်ခွက်တောက်တယ်တောက်ပြီးတော့မှအိတ်လိုက်တယ်နေ့တူဘွားဖြတ်တန်းနေရအောင်2 လကြော်ပြီပေါ့2 လကြော်ပြီဆိုရင်တော်တော်လေးတိတိတတ်တာတော့ဝိတ်ကကျသွားတယ်တော်တိတိတတ်တာကျသွားတာအရင်တော့ဆိုလို့ရှိရင်ကြက်ထုတ်နေတဲ့အင်းကြီးတွေအခုခြောင်သွားတယ်ဘိုက်ခေါက်လေးတွေနဲ့ရော့လာတယ်ဆိုင်ရတတိမအောင်နဲ့တော်တော်ပိတ်လာပြီနော်တဲ့ဘေးကလူတွေတောင်သတိထားမိတဲ့အနေထားပေါ့အဲ့တော့ထမင်းစားတဲ့တရက်ကိုဖြစ်တယ်လို့စားရတာများတယ်လေများတော့အခုပိတ်ရက်အလုပ်ပိတ်ရက်ကလေးကိုဘာလုပ်လဲဆိုတော့ငပိတ်ကျမငပိတ်လေးနဲ့ရှောင်းတယ်ဘာဖြစ်လို့ငရုတ်သီးလေးရှောင်းတယ်ကျမငရုတ်သီးမရဒါပေမဲ့ဒီနေ့တော့စားစစ်စိတ်ပေါက်လို့ငပိတ်ကျူပြီးတော့ငရုတ်သီးမှုတ်ဖြူးတယ်ဒီမှာပဲသီးကြော်လေးရဲ့ဟဲ့အိမ်ရှိမှာအမျိုးသားစိုက်ထားတယ်ရွရွကိုခူးပြီးတော့ငခုလေးနဲ့ရွကလေးနဲ့ချက်တယ်စားပါဦးငခုလေးနဲ့ရွလေးနဲ့ချက်လိုက်တယ်ဟိုရင်တစ်ပတ်ကဝယ်ထားရေကတက်တာမှကျန်နေနန်းပင်နဲ့ပူစီမယ်အဲ့ဒါကတော့နည်းနည်းဝါနေအဲ့ဒီဝါတာလေးကိုတင်လိုက်တယ်ဒီမှာကျမအကြိုက်ဆုံး favorite အဲ့ဒါကတော့ခရမ်းညင်သီးပါပဲနောက်ပိတ်ဆုံးစားကြရမရှိခရမ်းညင်သီးစားပြီးတော့ရေတောက်ပြီးအိတ်တယ်ကျမပါခရမ်းညင်သီးကိုအဲ့လောက်ထိကြိုက်တယ်ကျမဒါကတော့တရက်သီးနဲ့ငခုနဲ့အမျိုးသားကြော်ထားတယ်ငရုတ်သီးဆက်လို့ကျမနည်းနည်းပဲစားဟုတ်သူများတို့ကဘလော့ကာတွေကငရုတ်သီးတွေအများကြီးစားတယ်ကျမငရုတ်သီးကိုကြောက်တယ်ငရုတ်သီးကြောက်တဲ့ထဲမှာပါတယ်ဒါကတော့မလေးရှားမှာ ready made ရတဲ့ပဲကြော်ငပိရည်နဲ့ဆိုတော့ပဲကြော်လေးနဲ့စားကျင်တာလေပဲကြော်လေးရှိတော့ငပိရည်ထားကြတာအမှန်မှာတော့ကျမအကြိုက်ဆုံးကလေအဲ့ဒီငပိရည်နဲ့ပဲသီးနဲ့ကိုပဲသီးကြော်နဲ့ငပိရည်နဲ့ကိုနယ်ပြီးတော့အဲ့ဒီပဲကြော်လေးနဲ့စားရတာကိုကြိုက်စားကြပါဦးစားကြပါဦးရတော့ကြည့်မှာပေါ့ပဲကြည့်ရလေးနဲ့ငပိရည်နဲ့မင်းရှာတငယ်ချင်းတွေတွေ့တော့ပြောကြမှာမင်းချင်းလက်ကြီးနဲ့စားတယ်အဲ့ဒါမှလက်အိတ်လေးဆက်ထားကျမအလုပ်ထမှာတငယ်ချင်းတွေတော်တော်များများတရုတ်နဲ့အင်ဒိုမတွေကတော့လက်နဲ့စားတယ်တရုတ်တွေများတယ်တရုတ်တွေကလက်နဲ့စားအရန်ကြိတ်တယ်မကြိုက်ဘူးအဲ့တော့ဒီဗီဒီယိုဖိုင်တို့တို့တွေ့ရင်ကြိတ်ရမှာဆိုလို့ငါပလတ်စတစ်ဆွတ်ထားတယ်ငါလက်အိတ်ဆွတ်ထားတယ်ပေါ့
အောင်းလိုက်တာဘုံနဲ့မနှိုက်တော့ရဲအစ်စ်တော့ရဲယူရကလေးကိုလက်ကလေးနဲ့ပဲနှိုက်လိုက်တော့မယ်ငါခုလေးဒီမှာမလေးရှားမှာငါခုပေါ်တယ်အခုကလေအကောင်ကြီးလေခါကြိုင်လမ်းအောင်လမ်းကိုရမြန်မာလူမျိုးတွေကကြိုက်တာငါခုသေးလေးတွေကြိုက်တာလေဟုတ်တယ်သူအကောင်ကြီးတွေဆိုပပလေးတွေတီးပြီးတော့ရုပ်ရွက်ကလေးတွေကိုလည်းပပလေးတွေတီးကြတယ်ခါမှဆိုလို့လေအဲ့တော့ရုပ်ရွက်ငါခုလေးစီပြန်ကန်ဒီအချိန်ကျတော့ရုပ်ရွက်ထည့်လိုက်တာဆိုးနေပါကျမအခါကိုဘယ်လိုကြိုက်တာလဲဆိုတော့ခါဆိုတာမျိုးပါလေစားတဲ့အချိန်ကနဲ့ခါတယ်ပြီးရင်လေဘယ်တော့မှစားနေနေချိုသွားတာအဲ့ဒါကိုကြိုက်တာလူတွေနဲ့တဲ့လေအခါကစားပြရတယ်ဟုတ်လားပြန်နေရကြီးဘယ်တော့သိအဲ့ဘာပဲဒီကြောင့်ပဲဒီကြောင့်ငါပြီးရဆိုတာအလိုက်ဆုံးပဲဒါကျတော့နေရစားလေစားတာနဲတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာလောက်ရတဲ့အလုပ်ကပြောလို့ရှိရင်ဝိတ်တာပေါ့ဟောတာကောက်ရဝိတ်တာဖြစ်တဲ့အတွက်နိုင်ငံသားတွေနဲ့ဆိုဒီမလေးလူမျိုးတွေရောတရုတ်လူမျိုးတွေရောအိန္ဒိယလူမျိုးတွေရောစကားပြောရကိုယ့်စီကအနံ့အသက်တွေထွက်နေမကောင်းဘူးအဲ့တော့ကျမစက်တော့အနီကိုတို့စားတာကိုကြိုက်တယ်ဒါပေမဲ့ဟိုနည်းနည်းရှောင်တဲ့ထဲမှာပါတယ်စက်တော့ဖြူပဲစက်တော့နေလို့အိမ်မှာဆိုရင်တော့စားပြီးသွားတိုက်လိုက်တယ်ပေါ့နော်ပေါ်လာပါလာပေးရတဲ့နခါလင်းထားတယ်မတနခါတော့လဲနေတာဒါပေမဲ့ပကွက်ကွက်လေးကွက်ဆောင်ရှိဘူးဘာလို့လဲဆိုတော့ကျမမေ့ကြမလဲစံခွနဲ့လိမ့်မိရင်အပေါ်ကနေပြီးတော့တနခါရည်ကျလိမ့်လိုက်တယ်အလုပ်သွားလည်းဒီတိုင်းပဲခဏကိုလည်းတူပါလိုရှင်းတဲ့ကိုတနခါထည့်ထားလိုက်တယ်လိုရှင်းတဲ့တနခါနဲ့တခါလည်းရောပြီးလိမ့်တယ်ဒါပေမဲ့ကျမတော်တော်မြန်မာလူမျိုးတို့သိမတွေ့ကြဘူးဟိုဖိလစ်ပင်းလားတရုတ်လားတခုညားတာပေါ့တရုတ်ကတော့အော်ရာကောက်တဲ့ခါကျရင်သိတာပေါ့နော်ဒါပေမဲ့ကျမဟိုကတရုတ်လို့ထင်ပြီးတော့သူတို့တွေတော်တော်များများတရုတ်ကတရုတ်လိုပဲပြောကြတယ်အဲ့ပြောကြတဲ့အတွက်တချို့ဟို40ရာခိုင်နှုန်းကတော့နားလေပြီးပြန်ပြောတတ်ပြီတော်တော်များများပြီးတော့ငါတရုတ်လိုနည်းနည်းပဲသိတယ်လို့ပြောနင်တရုတ်မဟုတ်ဘူးလားဟုတ်တယ်ငါတရုတ်မဟုတ်ဘူးငါမြန်မာနင်မြန်မာတခြားမြန်မာတွေလည်းမတူဘူးနော်နင်မြန်မာနေလည်းမတူဘူးနင်ကငါတို့ကမြန်မာလူလုံးဝမတွေးထားဘူးလို့ပြောကြတာများတယ်ဒါပေမဲ့ဒါဂုံကြီးရတော့မဟုတ်ဘူးနော်မြန်မာနဲ့တူရမယ်ဒါပေမဲ့သူများနိုင်ငံမှာနေရည်သူများနိုင်ငံမှာနေရဖြစ်တဲ့အတွက်သူများနိုင်ငံကလူတွေနဲ့ကြားရမှာတဟဆရာကြားအောင်နေတက်မှာအဆင်ပြေတယ်ဘာဖြစ်လို့ဆိုအော်ပရာကြီးငါမြန်မာမို့လို့တနခါပဲကြားကြီးနဲ့ထမိန်ကြီးနဲ့ခေါင်းဝင်ကြီးနဲ့ရှောက်သွားနေလို့သူများနိုင်ငံမှာအဆင်မပြေဘူးလေအဲ့ဒါတွေကိုနည်းနည်းသိဖို့တော့လိုတယ်ပေါ့နော်အဲ့ဒါတော့အရှင်ရပြည့်ဘလို့ရိုက်ရဆိုမှကြည့်ပြီးကြောမသွားကြနဲ့နော်အသေးလေးပြီးအပိတ်ရအောင်ကိုရင်တော့အမှုပညာလောကထဲမှာသတင်းနောက်နေခြင်းနဲ့ခဲ့တော့ဒီအလုပ်လေးကိုပြန်လုပ်ချင်တယ်ခဏကိုကြီးအညောင်းဝနေတော့လေအစင်မပြေတော့ဟိုအခုမှပြန် train တဲ့သဘောပေါ့နော်အဲ့တော့အပိတ်ကြပါအောင်ရှင်ကိုကြီးမြရဲ့မိမော်လွင်ပေါ့ကျမအပိတ်ကြအောင်နော်ကျမဆက်ကြပါအောင်ဘိုင်ဘိုင်